customer တွေကြော်မသွားနိုင်စေမဲ့ဗီဒီယိုတစ်ပုဒ်လုပ်ချင်လားခမရဲ့ကြုံညာကိုကြီးတောင်မကြီးရသေးဘဲနဲ့ screw လုံးနေကြပြီလားစိတ်မပူပါနဲ့ကျွန်တော်ပြောပြမယ် strategy 3ခုကိုသာမဖြစ်မနေလိုက်လုပ်ပါ step strong ပထမ3စက္ကန့်မှာစိတ်ဝင်စားအောင်စပါ product save video ဖြစ်ဖြစ် product unboxing video တွေပဲဖြစ်ဖြစ်ကြီးစုသူတွေ screw ချက်ချင်းမလုပ်စေဖို့ video အစမှာ message key point တွေနဲ့စတင်ပါတယ်ဒီ video ရဲ့အစလို့ပေါ့ design movement zoom touchpad sound effect video ရဲ့design ပုံရိပ်တွေကိုရှုပ်ရှက်ခတ်နေအောင်နဲ့ပြတ်သားမှုမရှိတဲ့ပုံစံမျိုးတွေနဲ့မဖန်တီးပါနဲ့ story format တင်းရဲ့ real experience နဲ့တင်ပြပါ product ရဲ့ကောင်းကျိုးဆိုးကျိုးတွေနဲ့အားသာချက်တွေကို customer ရှုထောင့်ကနေကြည့်ပြီးတော့ပဲကြော်ညာပါဥပမာကျွန်တော်သာဆိုရင်ဒီ product ကိုဒါကြောင့်ဝယ်တာဒီ product ကဘယ်သူတွေအတွက်တော့တိတ်မသင့်တော့ဘူးဒီ product ကတော့ဈေးလေးများတဲ့ဆိုပေမဲ့ဒီလို quality ကောင်းတယ်ဒီအချက်၃ချက်ကိုဗီဒီယိုတစ်ခုဖန်တီးတိုင်းဒါမှမဟုတ် content တစ်ပုဒ်ဖန်တီးတိုင်းမှာထည့်သွင်းအသုံးပြုပေးမယ်ဆိုရင်ချက်ချင်း screw လုပ်တဲ့ရန်ကနေကင်းဝေးပြီးတော့ရောင်းအားတက်စီမှာဖြစ်ပါတယ်